မင်္ဂလာပါရှင်3မိနစ်မြန်မာ YouTube နဲ့ Facebook Channel ကနေကြိုဆိုပါရရှင်။ຫນွေဦးတော်လန်ရဲ့တက်တန်9နှစ်နီးပါးကြာလာတဲ့အထိကျမတို့တွေကတပ်ပေါင်းစုဖွဲ့တန်းကစားနေတုံးမလား။အဖွဲ့အသစ်တွေသာတိုးလာပြီးမြေပြင်မှာဘာမှမထူးခြားဘူးလို့ဝေဖန်တန်တွေစုညက်နေကြပါတယ်။အခုလဲအဖွဲ့အသစ်တွေထပ်ပေါ်လာပြန်ပါပြီရှင်။ဒါဟာတကယ်ပဲစစ်အာဏာရှင်ကိုအမိပြက်ချေမုံမဲ့ခိုင်မာတဲ့စုဖွဲ့မှုလားဒါမှမဟုတ်သမိုင်းတကြော့ပြန်နေတာလားဆိုတာတပ်ပေါင်းစုဖွဲ့တန်းကစားကြမလားဆိုတဲ့ခေါင်းစဉ်နဲ့သုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်2025ခုနှစ်နောက်ပိုင်းမှာစပြီးမြန်မာနိုင်ငံရေးမှာတိတာထင်ရှားတဲ့အလဲအပြောင်းတွေဖြစ်ပေါ်လာတာတွေ့ရပါတယ်တစ်ဖက်မှာစစ်ကောင်စီကကြံခိုင်ရေးပါတီနဲ့ပေါင်းပြီးနေပြည်တော်မှာသမရရွေးပွဲတွေလုပ်မင်းအောင်လှိုင်ကဒုတိယသမရနေရာယူပြီးနိုင်ငံရေးထောပေါက်အသက်အခွက်ချပြင်ဆင်လာပါတယ်ရှင်ဒါကိုတုံ့ပြန်ဖို့တော်လန်ရေးပတ်မှာလဲ PCB လို့ခေါ်တဲ့နိုင်ငံရေးအရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့နဲ့ SCEF လို့ခေါ်တဲ့ Federal ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီဆိုပြီးအဖွဲ့အသစ်တွေထပ်ပေါ်လာကြပြန်ပါတယ်ရှင်ဒါပေမဲ့ဒီနေရာမှာပြည်သူတွေကမေးခွန်းထုတ်နေကြတာကသမိုင်းသင်ခန်းစာတွေအကြောင်းပါပဲရှင်ဒီချိန်ကအင်အားအကောင်းဆုံးလို့ဆိုခဲ့တဲ့ UNFC မှာ KNU နဲ့ CNF တို့ကတဖွဲ့ချင်းအပြစ်မရက်ရင်မူကိုသစ္စာဖောက်ပြီး NCA လမ်းကြောင်းပေါ်တက်သွားခဲ့လို့ပြိုကွဲခဲ့ရပူပါတယ်ရှင်အဲဒီနောက်မှာတော့ KIO ဟာလည်း UNFC ဥက္ကဋ္ဌတာဝန်ယူထားရာကနေဘာအကြောင်းပြချက်မှခိုင်ခိုင်လုံလုံမပေးဘဲနှုတ်ထွက်သွားခဲ့တယ်လို့ KNPP ချဥက္ကဋ္ဌတာဝန်ယူထားတဲ့အချိန်မှာတော့ UNFC ဟာဘာလုပ်ငန်းစဉ်မှာရှေ့မတိုးနိုင်တော့ဘဲလုံးဝရက်စဲတဲ့လောက်ချက်သွားခဲ့ရတာပါရှင်။ຫນွေဦးတော်လန်ရေးရဲ့အမြင့်ဆုံးစုဖွဲ့မှုလို့ပြောလို့ရရင် NUCC မှာလည်းအလားတူပြဿနာတွေတကြော့ပြန်ပေါ်ခဲ့ပါတယ်ရှင်။ NUG ရဲ့အထူးကကြောရိုးဖြစ်တဲ့ NLD ပါတီဟာ NUCC ကနှုတ်ထွက်သွားတယ်လို့ KNU, KNPP, CNF, KIO တို့ကလည်းယာယီနှုတ်ထွက်ကြတဲ့ရန်နာတာတွေလှုပ်လာကြပါတယ်ရှင်။ဒီလိုနှုတ်ထွက်ကြရတာဟာ NUCC ရဲ့ဆုံးဖြတ်ချက်ချမှတ်မှုရန်တရားကအဖွဲ့အစည်းပေါင်းစုံပါဝင်နေလို့အလွန်နှေးကွေးနေသည့်မြေပြင်တော်လှန်ရေးအရှိန်နဲ့ဟန်ချက်မကြီးတာ Federal Unit တွေတတ်မှတ်ရေးနဲ့ဂျားကာလာအခြေခံဥပဒေကိုဘလို့ရေးမလဲဆိုတဲ့ Bottom Up Federal စနစ်အပေါ်အယူအဆမတူညီကြတာကြောင့်လို့ဆိုပြီး EAO တွေနဲ့ NUG, NLD တွေကြားအပြန်အလှန်အပြစ်တင်ကြခဲ့ပါတယ်ရှင်။အထူးသဖြင့် CNF ဆိုရဲ့ချင်းပြည်နယ်အတွင်းမှာကိုယ်ပိုင်အုပ်ချုပ်ရေးရန်တရားတိစောက်ဖို့ကိုပဲပိုဦးစားပေးလာတာတွေ့ရတယ်လို့ NLD ဘက်ကလည်း NUCC အတွင်းမှာ CSO တွေဖောင်းပွားနေပြီးတရားဝင်မှုအပေါ်မေးခွန်းထုတ်เสียဖြစ်နေတာကြောင့်ဆက်ဆံရေးကိုမိဖက်အဆင့်ပဲရှော့ချခဲ့ရတယ်လို့ဆိုပါတယ်ရှင်။ UNFC တုန်းကနှုတ်ထွက်သွားတဲ့အဖွဲ့တွေက NUCC မှာပြန်ပေါင်းကြရဲ့အခုတခါ NUCC ကထပ်နှုတ်ထွက်ပြီး SCEF ဆိုတဲ့အဖွဲ့အသစ်မှာပြန်ပေါင်းဖို့လုပ်နေကြပြန်ပါပြီ။ဒါကြောင့်လေပြည်သူတွေကတပ်ပေါင်းစုဖွဲ့တန်းကစားနေတာလားလို့အားမလို့အားမရမေးခွန်းထုတ်နေကြတာပါရှင်။ဒါရီနဲ့ပြတ်တယ်လို့ပြည်သူလူထုရဲ့ဝေဖန်တန်တွေကတော့တော်တော်လေးကိုပြင်းထန်ပါတယ်ရှင်။အဖွဲ့နာမည်တွေပါခဏခဏပြောင်းနေတာမြေပြင်မှာဘာမှမထူးခြားဘူးလို့ပြောကြတယ်လို့ဒီလက်နက်ကွိုင်းအဖွဲ့တွေကအရအစိုးရအောက်မှာတကယ်ပဲစီးကန်းတကြနေထိုင်ပါမလားဆိုတဲ့စိုးရိမ်မှုတွေလည်းရှိနေပါတယ်ရှင်။တော်လန်ကြီး9နှစ်နီးပါးကြာမှတပ်ပေါင်းစုကိုခိုင်မာအောင်မလုပ်နိုင်ပဲအဖွဲ့အသစ်တွေထပ်ထပ်ဖွဲ့နေတာဟာအချိန်ဖြုံးနေတယ်လို့ဖြစ်နေကြောင်းပြည်သူအချို့ကပြင်းပြင်းထန်ထန်မိုက်ခတ်ပြေးနေကြတာပါရှင်။ပြည်သူလူထုကတော့အဖွဲ့အစည်းတွေအနေနဲ့လုံခြုံရေးအကြောင်းပြချက်နဲ့သတင်းချက်လက်တွေထိန်ချမ်းမထားပဲပွင့်လင်းမြန်သာစွာချပြဖို့အဖွဲ့အစည်းအကျိုးထက်ဘုံညီမန်းချက်နဲ့ပြည်သူအကျိုးစီးပွားကိုရှေ့တန်းတင်ဖို့နဲ့မြေပြင်မှာတကယ်အလောက်ဖြစ်တဲ့ညီညွတ်ရေးကိုဖော်ဆောင်ပေးဖို့အပြင်းအထန်တိုက်တွန်းနေကြပါတယ်ရှင်။မိဘပြည်သူများအနေနဲ့တော့အခုလိုတပ်ပေါင်းစုနေရဲ့အပြောင်းလဲတွေအပေါ်ဘလို့ထင်မြင်ယူဆကြပါသလဲရှင်။ဒီအဖွဲ့တဲ့ SCEF ကတော့အရင်အဖွဲ့တွေထက်ပိုပြီးထိရောက်မယ်လို့ထင်ပါသလားရှင်။မိမိတို့ရဲ့အမြင်တွေကို comment မှာပွင့်ပွင့်လင်းလင်းရေးသားဆွေးနွေးပေးကြပါအောင်ရှင်။နောက်ထပ်ရောက်ဘလို့နိုင်ငံရေးစီရေးသုံးသက်ချက်တွေကိုတင်ဆက်ပေးစေချင်တယ်လဲဆိုတာလေအကြံပြုခဲ့ကြပါအောင်ရှင်။အားလုံးပဲကျမ်းမာချမ်းသာကြပါစေ။အေးတော်ပုံအောင်ရ